ပုံမြင်နေတာကဘာလို့လဲဆိုတော့ frequency reviewer တွေကအမြဲတမ်းဒုကိုမကောင်းဆိုပြီးဂျင်းထဲနေလို့ပြန်တယ်ဟောအဲ့ဒါဂျင်းမဟုတ်ဘူး bro ခင်ဗျားအမြင်ခင်ဗျားပြောသလိုပဲကျုပ်အမြင်ကိုကျုပ်ပြောပြမယ်ဂျင်းအစ်စ်ကပါလဲသိလားရပ်ပိုင်းလောက်တက်မဲ့တင်တန်းတစ်ခုကဒေါ်လာ1000တောင်းပြီးွားတဲ့အခါကျတော့မှသုံးမကြတဲ့ကောင်တွေကတဆုံးထဲ့နေတာမှအဲ့ဒါမှတကယ်ဂျင်းအစ်စ်ကျုပ်တို့ဆိုဘယ်လိုလုပ်မလဲဒေါ်လာ1000မပြောနဲ့ဒေါ်လာ100တောင်မရှိဘူးလက်ထဲမှာဒါပေမဲ့ဒီနေ့ထားရောက်အောင်လို့ကျုပ်တို့ကြိုးစားလာတာဒေါ်လာ1000နာကေကျုပ်တို့လက်ထက်မှာရှိခဲ့မယ်ဆိုရင်ကဘယ်ကောက်မှအဖိခေါ်မနေဘူးသဘောပေါက်လားကိုယ့်ရည်ချင်းနဲ့ကို6တော့ပေါ်ကိုရက်ပြီးတော့မှကိုဒုကိုချုံပြီးတော့မှကြိုးစားမှာမြန်မာပြည်မှာဒေါ်လာ1000-400ဝန်းကျင်ရှိတယ်ဆိုရင်ကအခုလိုအနေထားမျိုးမှာတော့မှအလုပ်တွေအများကြီးလုပ်လို့ရတယ်ဒါပါလဲဆိုတော့ဂျုမကောင်းမှုလို့ပြောတဲ့ reviewer တွေကဂျင်းထဲ့နေတယ်ဆိုပြီးတော့မှခမားအမြင်နဲ့ခမားဝေဖန်တယ်လို့မျိုးပဲကျုပ်လည်းကျုပ်အမြင်နဲ့ကျုပ်တာပုံပွင့်လင်းလင်းဝေဖန်လိုက်တာပေါ့နော်ပြောချင်တာတခုကပါလဲဆိုတော့ဗျာကိုကျွမ်းကျင်တဲ့ level မှာပဲဆရာလို့အဲ့ဒါခမားကို smart ဖြစ်စေတယ်သိလားအထက်ကြည့်လိုက်အောင်ဘာတွေပွားထားလဲဆိုတာ UAE perfume เนี่ยတကယ်တမ်းအနံ့နဲ့ခံတယ်အကြာကြီးလည်းခံတယ်ခရီးကဟိုဒီက original ပဲကောင်းတယ် original ကဘာလဲအခုစွတ်ကြည့်တာနိုင်ဝတ်တော့မခံမိနစ်20တော့မခံ why the fuckခရီးလိုရင်မွေးရခမည်းခန္ဓာကိုယ်မှာမိနစ်20တောင်မခံဘူးဆိုတဲ့ဥစ္စာပြဿနာရင်မွေးမှုပြဿနာခမည်းနှာခေါင်းပြဿနာခမည်းရဲ့ skin သဘောပေါက်လား2ရက်3ရက်အနံ့ဆွဲပါတယ်ဆိုတဲ့ရီမွေးမျိုးက body chemistry match မဖြစ်ဘူးဆိုအဲ့လိုလူမျိုးကအဲ့လိုအနံ့ဆွဲပါတယ်ဆိုတဲ့ရီမွေးသွားဆွတ်တယ်ဆိုရင်တောင်မှပဲနိုင်ဝက်45မိနစ်အပြင်ပို့ပြီးတော့မှအနံ့မဆွဲတာမျိုးတွေရှိတယ်ဆိုတော့ဒီသဘောတရားတွေကိုခင်ဗျသိလား နော်ကြီးလားနော်ကြီးလားရီမွေးရောင်းတဲ့ကောင်မင်းကငါ့ရဲ့ fan လားပထမဆုံးဒီမာစီတီဝယ်တော့ကလည်းဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဟိုမလေးရှားမှာအဲ့ကဘလောက်ဟိုဖြစ်ပါတယ်တရားဖြစ်ပါတယ်ဆိုပြီးတော့ဗီဒီယိုလုပ်တယ်ပြီးတော့ခဏနေတော့ဖြတ်သွားတယ်အဲ့ဒါကငါဘာလို့သိရလဲဆိုတော့ဟို fan နေလားပို့ပေးတယ်ဒါမှမဟုတ်ဝန်ထမ်းနေလားမသိဘူးပို့ပေးပြီးတော့ Ferrari ဝယ်တဲ့ချိန်ကျတော့လေ तू ကအောက်ခြေကတက်လာပါတယ်သူက3200ရှိပါတယ်ဆိုပြီးပြောတယ်အဲ့3200ကမင်းက Ferrari ကားရဲ့ engine စာတော့မရှိဘူးပြောချင်တာငါတို့ကစီနဲ့ရေမလို့မင်းဟိုငါစောက်ဟိုအာယုံထဲမှာလည်းမရှိဘူးစကားတွေလည်းထည့်ပြောစရာလည်းအကြောင်းမရှိဘူး right ဘာလို့ဆိုတော့ဟိုအဆင်ချင်းမတူဘူးကွာလူတိုင်းလည်းသိရမင်းလည်းသိရငါလည်းသိရအဆင်ချင်းမတူဘူးဆိုဟုတ်တယ်မလားဒါပေမဲ့ကွာဒီလိုဖြစ်နေတဲ့ပုံမှာအများကောင်းကျိုးဖြစ်သွားအောင်လို့မင်းကငါရဲ့ဟိုဒေါ်လာ1000 cost ကိုဂျင်းလို့ပြောတယ်အဲ့တော့ဂျင်းဟုတ်လားမဟုတ်လားဆိုတော့အလုံးနဲ့တက်တည်ပြမယ်သူများလည်းကောင်းကျိုးဖြစ်အောင်လို့မင်းရဲ့စီးပွားရေးကတစ်လောက်ဘယ်လောက်ရှာနေ50လား100လားပုံပွင့်လင်းလင်းငါတို့ဆွေးနွေးမယ်မင်းရဲ့စီးပွားရေးကိုခုနလိုပဲငါထုံးစံဒေါ်လာ1000ဆိုရင်3နာရီလုပ်ပေးတယ်တစ်လားချပြီးတော့တစ်နာရီ consulting လုပ်တယ်မင်းကငါ2နာရီနဲ့လုပ်ပေးမယ်တစ်လားချမယ် right ပြီးရင်ပတ်စံလည်းမင်းကိုပေးစရာမလိုဘူးမင်းကမှတစ်လား100ဝင်နေတယ်တစ်လား50ဝင်နေတယ်ဆိုရင်မင်းအဲ့ဝင်ငွေရဲ့50%မိဘမဲ့ကေရပဲဖြစ်ဖြစ်ဒီမွတ်စလင်တနည်းအားရမှာမင်းလှူလိုက်လှူပြီးမင်းကအဲ့လက်မှတ်ကိုပို့လိုက်မင်းတို့အဲ့ free consultation လုပ်ပေးမယ်အလုံးနဲ့စကားပြောမယ်ငါတို့က online ကနေဟို audio လုံးမဲ့ကောင်လည်းမဟုတ်ဘူးမင်းရဲ့နာမည်ကိုလည်းငါတခါမှတက်မပြောဘူးအခုမှပဲတက်ပြောဘူးပဲဘာလို့ဆိုတော့မင်းကငါရဲ့ video ကိုနောက်က reaction လုပ်ပြီးတော့ဟိုအကြီးတွေမင်းကပြောနေမင်းကဘာလဲဆိုတော့လေဟုတ်တယ်မင်းအောက်ခြေကတက်လာမင်းတို့ကတော့ဘာပဲဖြစ်တော့ပါတယ်ဒါပေမဲ့ဘလို့လဲဆိုတော့မင်းရဲ့အုံနောက်ကအောက်ခြေကတက်ပြီးတော့ဒီ crown လောက်တစ်စည်းလောက်ရှိတာကိုမင်းကစောက်ကြီးစောက်ကျယ်ထင်တယ်အဲ့တော့ဒါထက်မကတက်အောင်ငါလုပ်ပေးမယ်မင်းတို့လည်းအကျိုးရှိတယ်ငါရှိမှလည်း Muslim audience တွေအများကြီးရှိတယ်မင်းရှိမှလည်း Muslim audience တွေအများကြီးရှိတယ်သူများတွေအတွက်အကျိုးရှိတယ်အလုပ်လုပ်အလုံးနဲ့အလုပ်လုပ်မယ်လေပါဇက်နဲ့ဟိုပါဇက်နဲ့အလုံးမလုပ်ဘူးလေဟုတ်တယ်မလားသူများအကျိုးအတွက်လုပ်မယ်လေငါအတွက်ကအဲ့လိုမျိုးသူများအကျိုးအတွက်ဆိုရင်လုပ်မယ် UAE perfume ကိုငါ review လုပ်ပေးတယ်ဆိုတာလဲလူငယ်တွေကိုဈေးတက်တာနဲ့ရစေခြင်းလို့သူများအတွက်အကျိုးအတွက်ငါလုပ်ပေးတယ်ငါအတွက် jupe ကို review လုပ်ပေးရလို့ဟိုဘာမှ brand လည်းမတက်သွားဘူးဒါပေမဲ့ငါအနစ်နာခံပြီးလုပ်ပေးတယ်နီးရှိအများကြီးရှိတယ်ငါကလည်းစောက်6လို့ဟို perfume ကဘာနှုတ်ပါညာနှုတ်ပါဆိုပြီးတော့ review လုပ်ပေးမယ်စောက်6ယောက်ျားလည်းမဟုတ်ငါတို့ကကြတော့သူများအကျိုးဘာရှိမလဲအဲ့ဒါအတွက်ဆိုရင်အမြဲလုပ်ပေးမယ်ပညာရမယ်ဆိုရင်အမြဲလုပ်ပေးမယ်အဲ့တော့အခုနလိုပဲမင်းကဒီဟာကိုဂျင်းဆိုတဲ့အတွက်ငါအနေနဲ့တက်တည်ပြမယ်အလုံးနဲ့တက်တည်ပြမယ်မင်းစီးပွားရေးအတွက်လည်းတက်စီကိုတက်စီရမယ်မတက်သွားဘူးဆိုရင်အဲ့ခုနကတော့မင်းလှူထားတဲ့ပတ်စံကိုငါပြန်အမ်းပြီဟုတ်တယ်မလားအများအတွက်အကျိုးအကျိုးရှိတဲ့အလုပ်တွေလုပ်မယ်လေကွာယောက်ျားမလားချမယ်ထုံးစံ Ismail University က300တလားရှာနေတဲ့လူတွေအတွက်ပဲလုပ်ပေးရတယ်ဒါပေမဲ့မင်းအတွက်ဆိုရင်350ပဲရှာနေ9သိန်းပဲရှာနေ live လုပ် right live လုပ်မယ်ဆိုတာလည်းတမင် Muslim audience တွေအများကြီးရှိရတဲ့အတွက်သူများကြီးလည်းအကျိုးဖြစ်သွားအောင်ဟုတ်တယ်မလားအဲ့တော့ငါပညာလည်းဘယ်လောက်ရှိလဲဆိုတာအကုန်လုံးသိသွားမယ်မင်းစောက်စင်လည်းဘယ်လောက်ရှိရဲဆိုတာလည်းအကုန်လုံးသိသွားမယ်ဟုတ်တယ်မလားတတိရှိရဲဆိုရင်ပြင်းမယ်ရသိ
သိရမလားကြံတဲ့ဟာတွေငါမင်းကိုနောက်တစ်ခါဒီလိုဗီဒီယိုနဲ့လုပ်ဖို့လည်းမရှိတော့ဘူးအဲ့ဟာလုံးမယ်ဆိုမှပဲငါဘက်က response ရှိမယ်ဘာလို့ဆိုတော့ခုနပြောလို့ပဲမင်းရဲ့ငါရဲ့ဆိုတာစီးနေရေအဲ့တော့မင်းကငါပြောနေတော့မင်းတို့ကောင်းကျိုးပဲရှိတယ်ငါတို့ဘာကောင်းကျိုးမှမရှိအောက်ကနေဟောင်နေတဲ့ခွေးကိုငါတကယ်တမ်းပြန်ပြီးတော့လှည့်ကြည့်တယ်ဆိုတာဒါအများအတွက်လှည့်ကြည့်အဲ့တော့တတိရှိရင်ပြင်းမယ်ရော Hey, I'm Pusina is man. ပါတယ်ငါမင်းဖန်ဟလားဖန်ဖြစ်ချင်းဖြစ်မင်းသားလေးငါဖန်ဖြစ်မှာဘာဖြစ်လို့လဲဆိုတော့မင်းအခုဖြုတ်နေတဲ့ flow ကလွန်ခဲ့တဲ့2018 2019 TikTok စပေါ်တဲ့အချိန်တော့တကငါတို့ဖြုတ်ခဲ့တဲ့ flow တွေအဲ့ဒီအချိန်တော့မင်းပူစီနံဘဝမရောက်သေးဘူး maybe မျိုးစီဘဝလောက်ပဲမင်းရှိအောင်မှာဘယ်ကြောင်ကတ်နေမှတော့မသိဘူးအဲ့တော့အဲ့ flow တွေဆိုတာအဲ့လိုအကံပြောတာတွေအမှန်ကြီးတွေအရန်ပြောတာတွေလူမုံများတဲ့ရိုက်ပေါက်စကားတွေပြောတာတွေအဲ့လိုမျိုးတွေပြောတယ်ဆိုတဲ့ဥစ္စာအရောက်ငါတို့2018လောက်တော့ကဖြုတ်ခဲ့တာမင်းရဲ့ senior ဘောပေါက်လာငါတော့မှမင်းပေါက်လာပြီငါ flow တိုင်းမင်းသွားနေတာအဲ့တော့ fan ဖြစ်ချင်းဖြစ်မင်းသားလေးငါ fan ဖြစ်မှာပြီးတော့နောက်တစ်ခုပြောမယ်မင်းသိအောင်လို့စကားပြောတဲ့အခါကျငါတို့က topic နဲ့ဆိုင်တဲ့အရာကိုပဲ fact ကြပြောတာမျိုးမင်းလိုမျိုးတောင်းစင်ရင်မြတ်ပါဇက်ထဲလာတဲ့စကားပေါက်တက်ကြရမနိုင်တဲ့ဥစ္စာကိုဆွဲထည့်ပြီးပြောဖို့တော့ကိုကဟိုးဘိုးတော်ဖေကလေးဘက်ထောက်တဲ့ခက်လောက်တုံးတကအကြောင်းအရာတွေကိုဆွဲတည်ပြီးပြန်ယူလာပြီးသွားတဲ့အခါကျတော့မှနောက်ချီရောက်ရင်မလို့ငါတို့ကယောက်ျားစကားကိုယောက်ျားလို့ပြောသွားတာမျိုးသဘောပေါက်လားမင်းပထမဦးဆုံးဘာအားချောင်ခဲ့လဲမင်းကိုမင်းသိမှာပေါ့နော်ကလုံးရီမွေးတွေက original ထက်ပိုကောင်းတယ်ဆိုပြီးနံပါတ်1မင်းအားချောင်တယ်ပြီးသွားတဲ့အခါကျရင်ငါတို့ reviewer တွေကဂျင်းထည့်ပါတယ်ဆိုပြီးတော့မှမင်းအားချောင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့340တန်တဲ့ရီမွေးတွေက5သိန်းဝန်းကျင်လောက်ပဲလက်ကရတဲ့ကလေးတွေကငါတို့ကဇွတ်ထိုးပြီးတော့မှရောင်းတာတွေမြင်မကောင်းလို့မင်းထပြောရပါတယ်ဆိုတဲ့ပုံစံမျိုးတွေမင်းအားချောင်ထားတာအဲ့ဒီအားချောင်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှမင်းပေးတဲ့ information တွေ wrong information ဖြစ်နေတဲ့ဆိုတဲ့ဥစ္စာကိုမင်းကငါ fact ကြအဲ့ဒီဗီဒီယိုမှာရှင်းပြပြီးသွားပြီမင်းမနေ့က3မိနစ်ကြော်စာတင်ထားတဲ့ဗီဒီယိုမှာအဲ့ဒါနဲ့ပတ်သက်တဲ့အချက်လက်တစ်ခုမှမင်းပြန်ပြီးတော့မှတက်တင်တဲ့တကွာမင်းပြန်ပြီးရှင်းထားတာတစ်ခုမှမပေါ့အဲ့ဒီအချက်3ချက်နဲ့ပတ်သက်ပြီးတော့မှမင်းစကားကြွရင်သွားတယ်ယောက်ျားဆိုယောက်ျားလိုဝင်ခံလိုက်ပေါ့ဘာတော့စောက်ရေးမပါတဲ့မင်း Mercedes တဲ့ဥစ္စာကငါအခြေဝင်နေဆိုတာတွေရောစီးနေတဲ့ကားမင်းစီးတဲ့ကားရဲ့ engine ဘိုးပဲရှိတယ်ဆိုတာ Mercedes ဝယ်တော့ကလည်းဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဟိုမလေးရှားမှာအဲ့ကဘလောက်ဟိုဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်ဆိုပြီးဗီဒီယိုလုပ်တယ်ပြီးတော့ခဏနေအောင်ဖြတ်သွားတယ်ဆိုတော့မင်းရှိမှာတော့အဲ့ဒီဗီဒီယိုအခုချိန်တော့ရှိအောင်ပါပဲဟုတ်တယ်မလားမင်းပြောတယ်မင်း fan နေမင်းကိုပို့ပေးတယ်ဆိုတာပြန်နှားထောင်ကြည့်တယ်အဲ့ဒီဗီဒီယိုထဲမှာကမင်းနဲ့ပတ်သက်ပြီးတော့မှမင်းကိုထိခိုက်နေတာအောင်ပြောထားတဲ့စကားမျိုးတခွန်းပါလားအဲ့ဒီဥစ္စာငါ့ကိုလာမှန်ထားတဲ့ comment ပိုင်ရှင်ငါ reply ပြန်ထားတဲ့ဗီဒီယိုဂျပန်ကအဆုတ်စီးပြီးသွားတဲ့အခါကျတော့မှအရေးကြိုးပို့ရတော့မဲ့ကားနဲ့တဲ့စောက်ကြီးစောက်ကျယ်တွေဒါမင်းကပြောနေတာတဲ့ဟိုမှာမလေးမ Ismin ရတဲ့ဗါတဲ့ Mercedes စီးပြီးသွားတဲ့အခါကျမှဖြုတ်နေပြီဆိုလားအောင်မြင်နေပြီဆိုလားမသိမင်းမရှိမင်းပြန်နာထောင်အဲ့ဒီမန်ပိုင်ရှင်ကိုငါ reply လုပ်ပေးလိုက်တာရှင်းလေးပဲငါမြန်မာနိုင်ငံမှာနေရလို့ဒါ2500 3000ပေးပြီးသွားတဲ့အခါကျမှဂျပန်က ground ကိုငါစီးနေရလားငါလည်းနိုင်ငံခြားမှာရှိနေတဲ့မလေးမှာထိုင်းမှာရှိနေတယ်ဆိုတော့2500 3000ဆိုတဲ့အမောင့်ကယူရိုပကအမှန်ကန်လမ်းပြန်နေတဲ့ BMW Mercedes ကိုဝယ်ပြီးငါစီးလို့ရတယ်ငါပြောတာဒါပဲရှင်းလေးပဲအဲ့ထက်မှမင်းကိုထိခိုက်သွားတဲ့နစ်နာသွားတဲ့စကားလုံးဘာပါလဲ Mercedes နဲ့ပတ်သက်တဲ့ဗီဒီယိုကအဲ့ဒီ comment လာမှတ်တဲ့ကောင်ငါနည်းနည်းလေးနှိမ်နှင်းလိုက်တဲ့အသုံးလုံးကကျန်းသွားတဲ့အပေါ်မှာ community standard နဲ့မညီဘူးဆိုပြီးသွားတဲ့ခါကျမှအဲ့ဒီဗီဒီယိုကဖြတ်ချခံလိုက်ရတာပြီးတော့မင်း Ferrari ဝယ်စီးတဲ့ဥစ္စာနဲ့ပတ်သက်ပြီးငါထပြောတယ်ဆိုတဲ့ဗီဒီယိုလဲအခုချိန်ဒီငါအကောင့်ထဲမှာရှိသေးတယ်မင်းပြန်ဝင်ကြည့်မင်းနဲ့ပတ်သက်ပြီးတော့မှဟဲ့အောင်မင်းစောက်ကြောင်းကစောက်ဖက်လုပ်ပြီးပြောထားတဲ့စကားအဲ့ထက်မှတခွန်းမှမပေါ့ဘူး Ferrari အနီအောင်မြင်ဘူးလားဆိုပြီးတော့မှမင်းရဲ့တာဇန်ဖန်တကောင်ငါ့ကိုလာမေးထားတဲ့အပေါ်မှာငါပြန်ဖြေထားတာဒီလိုပြန်ဖြေထားတာ Ferrari အနီအောင်မြင်ဘူးလားတဲ့ Ferrari အနီအောင်ဘဝလာပါမသိလို့နေပါပြီးတော့အဲ့ Ferrari အနီအောင်မင်းစီးနေရလားပြောသူများစီးနေတဲ့ Ferrari အနီအောင်လာပြီးငါလာပြီးမြင်ဘူးလားတော့ဘာလို့မေးတာကြမင်းစီးနေတာလည်းမဟုတ်ပဲနဲ့ပါလာမင်းစောက်ကြောင်းထပ်ဖွင့်ပြောအောင်မနားထောင်အမြဲတမ်းပြောတယ်ပုံမှန်လူတယောက်နဲ့အောက်ခြေဘာမှမရှိတဲ့ဘဝကနေတက်လာတဲ့လူတယောက်ပေါ့သွားပြီးမရှင်းနဲ့နော်ဒါငါအရင်တော့စီးတယ်ငါရဲ့စီးတော်မြင်ပေါ့ကွာအခုဒါကျတော့ငါအခုလက်ရှိစီးနေတဲ့ငါရဲ့ ground မင်းကိုစောက်ဖက်လုပ်ပြီးသွားတဲ့အခါကျမှ mention ထားတဲ့တကြောင်းလောက်ပဲဖြစ်ဖြစ်စကလုံးတစ်လုံးလောက်ပဲဖြစ်ဖြစ်ပါလာတော့လာပြီးတော့မှအကန်လာရေးတဲ့အကောင်ငါပြန်ပြီးတော့မှ reply လုပ်ပေးလိုက်တာပဲရှိတာဒါကိုဘာတွေထိုင်ပြီးတော့မှမင်းကအခုတစ်နှစ်လောက်တောင်မှခံစားပြီးသွားတဲ့အခါကျမှအခုမှလာပြီးဒါတွေကိုအန်ထုတ်နေတာတော့ထက်ကြည့်အောင်မင်းဘာတွေထပ်ပြီးပွားလာလဲဆိုတာပြီးတော့ Ferrari ဝယ်တဲ့အချိန်ကျတော့လေ तू ကအောက်ခြေကတက်လာပါတယ်သူက3,000ရှိပါတယ်ဆိုပြောတယ်အဲ့3,000ကမင်းက Ferrari ကားရဲ့ engine စားတော့မရှိမင်းဝယ်ထားတဲ့ Ferrari မင်းဖင်နဲ့ပြန်ပြီးထိုးထည့်ထားလိုက်သဘောပေါက်လားမင်းဖင်ကောင်းကျဲတဲ့ပုံစံမျိုးနဲ့ဆိုကောင်းကောင်းဆန့်တယ်စောက်ကြီးစောက်ကျဲတွေလာမပြောနဲ့ဟဲ့အောင် Ferrari ကိုဘဝကြီးထင်နေတဲ့ကောင်ရှိမှာပဲအဲ့စကားတွေတော့ပြောသိလားမင်းဗာလေရီမွေးကိစ္စမှာကျတော့မင်းပြောတယ်လေစွတ်ထားတဲ့လူအဓိက fine နေဖို့အဓိကစွတ်ထားတဲ့ရီမွေးကကလုံးဖြစ်နေတယ်ဆိုလဲစော်ကြည့်တယ်ဆိုဟဲ့အောင်ကားမှလည်းအဲ့ဒီတိုင်းပဲဟဲ့အောင်ကားခွေကင်နေတဲ့လူကအဓိကမင်းစောက်ခွက်နဲ့က Ferrari ပေါ်တက်ထိုင်နေဆိုလဲဟဲ့အောင်ငခုယုံမပြောက်ငါတို့စောက်ခွက်နဲ့က hijack ခွေကင်နေဆိုရင်တော့မှတတရပဲသဘောပေါက်လားမင်းပြောတာတကယ်လဲမှန်တယ်စီနဲ့ရီလိုပဲမင်းနဲ့ငါနဲ့ကကွာတယ်ဆိုတာမင်းစောက်ခွက်နဲ့ကငါစောက်ခွက်နဲ့မရှင်းတယ်အောင်နောက်မှာငါလက်ချောင်းခြေချောင်းနဲ့ပဲအရင်ရှင်းသဘောပေါက်လားစီနဲ့ရေဘာမှမဆိုင်ဘူးတခြားစီပဲဒီနေရာမှာအစစ်ဆိုတဲ့စကားကိုမင်းကခဏထည့်ပြလို့ငါလည်းမသိလို့မင်းကိုမေးပါအောင်ပဲမင်းမအောင်ဘာစောက်ဆင်းရှိလို့တော့ပြောမ
မင်းကဘယ်လောက်စောင့်စင်းရှိလို့သူများရဲ့ professional life ကသူများရဲ့ business ကဝင်ပြီးဝေဖန်ရတဲ့အဆင့်ထိပါတယ် reviewer တွေကဂျင်းထဲ့တယ်လို့ပြီးသွားတဲ့ခါကျရင်ရင်မွေးနဲ့ပတ်သက်တဲ့ knowledge ဘာတစ်ခုမှမရှိဘဲနဲ့ original ထက်ကကလုံးဝပိုကောင်းတယ်လို့ဆိုတဲ့စဆရက်ကဝင်လို့တဲ့စကားမျိုးမင်းပြောရတာလေဘာစောင့်စင်းရှိလို့ဘာနားလေလို့မင်းကအဲ့ရင်မွေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝင်ပြီးတော့မှအာချောင်ရတာတော့ငါမသိလို့မေးတာပြောနေတဲ့အဲ့ဒီအဆင့်ဆိုတဲ့ဥစ္စာဆင်းရဲချမ်းသာတာနဲ့တတ်မှတ်တာလားဒါမှမဟုတ်ဆိုမင်းစီးနေတဲ့အဲ့ဒီ Ferrari စီးနိုင်တာနဲ့မစီးနိုင်တာနဲ့မှခွဲခြားပြီးတော့မှတတ်မှတ်တာမျိုးလားမြန်မာပြည်မှာဟဲ့အောင်ဆင်းရဲတဲ့လူတွေအများကြီးရှိတယ်မင်းပြောတဲ့ပုံစံအတိုင်းဆိုပါလဲစောက်စစ်မရှိကြဘူးပေါ့အဆင့်ဆိုတာဘာလဲသိတာလူတယောက်ကကိုယ်ကိုလှုပ်တာမကြိုက်ဘူးဆိုကိုယ်လည်းသွားမလှုပ်ရအောင်အဲ့ဒါအဆင့်လို့ခေါ်တယ်မင်းတို့ကမင်းအလုံးနဲ့ပတ်သက်ပြီးတော့မှမင်းတင်တန်းကိုဂျင်းလို့ငါတခွန်းလေးပြောလိုက်တာနဲ့မင်းမှဖြက်လူပြီးသွားတဲ့အခါကျတော့မှငါ့ဟိုလေတွေတိုက်တာမှအကြီးกว่าငါအေးတောင်ပတ်တယ်သိလားဒါပေမဲ့မင်းငါအလုံးနဲ့ငါ professional နဲ့ပတ်သက်ပြီးသွားတဲ့အခါကျတော့ reviewer တွေကဂျင်းထဲ့တယ် reviewer တွေမင်း by name ငါနာမည်တော့မတက်ဘူးကွာဒါပေမဲ့ reviewer တွေဆိုတာဟဲ့ငါ review လုပ်နေတဲ့လူတယောက်လေဆိုတော့ငါမင်းအကုန်လုံးကတင်းကျုံပြီးသွားတဲ့အခါကျမှထည့်ပြီးသွားတဲ့အခါကျမှ reviewer တွေကဂျင်းထဲ့တယ်လို့ပြီးသွားတဲ့အခါကျငါမဝယ်နိုင်တဲ့ကလေးတွေကိုကဇွတ်ထိုးပြီးတော့မှရောင်းလို့ကြည့်မကောင်းမြင်မကောင်းလို့မင်းကထပြောရတာတော့ဘာတွေတော့မင်းပြောနေတဲ့အဆင့်ဆိုတာအဲ့ဒါတွေလားပြောတာမင်း UAE ကလုံးတွေကိုက review လုပ်ချင်တယ်ဆိုအေးစစ်လို့UAE ကလုံးတွေကဈေးတန်းလဲတက်တာတယ်အနံ့လဲဆွဲတယ်ဥမာအဖြစ် original တွေကိုမတက်နိုင်ဘူးဆိုရင်က UAE ကလုံးငါသုံးနေတဲ့ဥစ္စာဒါမျိုးတွေသုံးလို့ရတယ်ဒီလိုမျိုး review ကိုရိုးရိုးတက်တက်လွတ်လွတ်လပ်လပ်ပေးလေကွာဘာမဆိုင်ညာမဆိုင်မင်းဒီ industry ထဲမှာရှိတဲ့ reviewer တွေဆိုတဲ့ဥစ္စာနဲ့ဒီမွေး review လုပ်နေတဲ့လူတွေအကုန်လုံးကိုထည့်ပြီးတော့မှတင်ကြုံပြီးပြောပြီးွားတဲ့အခါကျတော့မှမင်းလုံးနေတဲ့အလုံးနဲ့ပတ်သက်ပြီးတော့မှဒီဘက်ကပြန်ပြောတဲ့အခါကျတော့မှမင်းမှာလေးတွေထပြီးတော့မှတိုက်လိုက်တဲ့အတိုက်ဆိုတဲ့ဥစ္စာရောက်ငါအေးတောင်ပတ်ချင်တယ်ဆိုတော့ကိုယ်ကိုလှုပ်တာမကြိုက်ဘူးဆိုရင်လေကိုကမလှုပ်ရဘူးအဲ့ဒါအဆင့်လို့ခေါ်တယ်ပြီးတော့မင်းရဲ့3လမှာ3နာရီတင်ပေးတဲ့ဒေါ်လာ1000တန်တင်တန်းကိုမင်းကငါ့ကို free join ခွင့်ပေးအောင်မယ်ဟလားမင်းကငါ့ကို free တင်ပေးမှာဟေ့အောင်တင်တန်းကြီးကိုတယောက်စာမဟုတ်ဘူး3ယောက်စာကို double ထဲမင်းကိုအဲ့လိုမျိုးငွေပုံပေးပြီးွားတဲ့အခါကျမှငါ့ကို3လမလို့ခြင်းဘူးငါ့ကိုကတစ်လအတွင်းမှာ3နာရီကအပြတ်တင်ပေးစမ်းဆိုပြီးွားတဲ့အခါကျတော့မှမင်းအရှိမငွေပုံပေးပြီးတော့မှတင်ခိုင်းလို့ရတဲ့စောက်စင်မျိုးငါမှရှိတယ်သဘောပေါက်လားမင်းအဲ့ဒီစောက်ချိုးမျိုးကလေမမြင်ဘူးတဲ့ကောင်မရှာနိုင်တဲ့ကောင်မသုံးနိုင်တဲ့ကောင်မျိုးအဲ့ဒီစောက်ချိုးတွက်ချိုးငါလာမချိုးနဲ့သဘောပေါက်လားငါပြောတာမင်းတင်တန်းကနေ free တင်မယုံနေမကောက်ကွာငါ့ကိုထပ်ပြီးတော့မှငါလို influencer မျိုးမင်းတင်တန်းမှာလာတက်တဲ့အတွက်ကြောင့်မလို့ပတ်စံမှာထပ်ပြီးပေးအောင်မယ်ဆိုရင်တော့မှ sorry ပဲသဘောပေါက်လားမင်းရဲ့တင်တန်းကြီးတစ်လစာဆိုတဲ့ဒေါ်လာ1000ကငါရေမွေးတွေထဲမှာကိုကြိုက်တဲ့ collection တွေ့ပြီဆိုရင်က CD တစ်ခုစာဝယ်ပစ်ပြီးတော့မှစုတဲ့အနေထားလောက်မှာပဲရှိတယ်စောက်ကြီးစောက်ကျယ်တွေလာမပြောနဲ့မင်းလိုမျိုးစောက်ကြီးစောက်ကျယ်မလုံနိုင်တဲ့ကောင်ကိုပဲမင်းစောက်ကြီးစောက်ကျယ်လုပ်လို့ရမယ်ဒါပေမဲ့နော်ယူမရအောင်မင်းက2023လောက်မှာမင်းစောက်ကြီးစောက်ကျယ်တက်လို့တာတစ်တော့ပေါ့ငါ2018တုန်းကငါအဲ့လိုမျိုးစောက်ကြီးစောက်ကျယ်လုပ်လာတာဒါပေမဲ့ငါစောက်ကြီးစောက်ကျယ်လုပ်တာဒီဘယ်သူမှငါမပုတ်ခတ်ဘူးဘယ်သူမှမထိခိုက်တယ်လို့မင်းလိုမျိုးဘယ်သူနယ်ပယ်ကိုမှသွားပြီးတော့မှငါဆဆရကမလုပ်ခဲ့ဘူးငါကျွမ်းကျင်တဲ့ငါရဲ့နယ်ပယ်မှာပဲငါကြီးကြီးကျယ်ကျယ်တွေပြောရင်ပြောလိုက်မယ်ငါကြီးကြီးကျယ်ကျယ်လည်းပြောတယ်ပြောပြီးရင်လည်းအဲ့ဒီကြီးကြီးကျယ်ကျယ်ပြောထားတဲ့အတိုင်းကိုလည်းဖြစ်အောင်ငါတို့ကလက်တွေ့လုပ်ပြတဲ့ကောင်ငါတို့ attention ဆိုတဲ့ဥစ္စာကမင်းတို့ TikTok မမြင်ဘူးခင် TikTok မသုံးဘူးခင်တုံးဟိုးပဝေတဏီတုံးတက်ကငါတို့ရဲ့ attention ဆိုတဲ့ဥစ္စာဟဲ့အောင် auto လက်ပြောက်တီးတာနဲ့ရတယ်အခုချိန်ထိလည်းရနေတော့မယ်မင်းကိုမှီပြီးတော့မှငါ attention ရှာရအောင်လို့ငါ TikTok ကိုမနေ့တနေ့မှတက်လာပြီးတော့မှ follower 1k 2k ပဲရှိတဲ့ကောင်မဟုတ်ဘူးဒီလိုမျိုး follower 2 million over ရှိတယ်ဆိုတော့ account လောက်ကိုတနာတယ် follower 1.5 million ရှိတဲ့ account မျိုး10ကောင်9ကောင်လောက်ပြတ်ပြီးသွားတဲ့အခါကျတော့မှအခုနောက်ဆုံးသုံးနေတဲ့ 1.3 million ဆိုတဲ့ account မှာငါမြဲနေတာပြီးတော့ငါကအဆွဲချိုးပြီးသွားတဲ့အခါကျမှငါနေလိုက်တာကြာပြီဘာဖြစ်လို့လဲဆိုတော့ငါကလေးလေးတွေတစ်ဖြည်းဖြည်းနဲ့တစ်ယောက်ကနေ2ယောက်3ယောက်ကနေ4ယောက်ဖြစ်လာတဲ့အပေါ်မှာငါငြိမ်လိုက်တာကောင်းပါလေလေဆိုပြီးသွားတဲ့အခါကျမှငြိမ်လိုက်တာအခုနောက်ပိုင်းရောသဘောပေါက်လားအဲ့ဒါဟိုက2018 2019တုန်းကပုံစံမျိုးနော်ကြီးဖြစ်အောင်လို့ပြန်ပြီးတော့မှမင်းတို့လာပြီးအသက်မသွင်းနဲ့